ပတ်5နဲ့ပြန်လဲကြိုးတူပါတယ်ပတ်4မှာကျတော့အိုင်39တော့ရတယ်ပေါ့နော်မင်းတန်တီသမီးမီတော့ဟောတော့မီတာရငါ Renasty Star မြည်ပြီးတော့ဒီဥစားအမြင့်တက်ပြီးရွာရှာကြည့်အာလုံးစံလုံးရပြီရကိစ္စဘာဖြစ်ရလဲလားထင်းပါပဲแต่တော့မှငါထင်းပြီးတော့ဒီနားရွာရှိဖို့များမှာ Renasty Star နဲ့ကြည့်မြေပြန့်တော့တွေ့တယ်ဟဲ့လေးစက်ခင်ဟဲ့ဘာလဲရွာရှိဖို့များမယ်ထင်တာငါကြည့်လို့မြေပြန့်တပုံကြီးတွေ့တယ်ကွာရွာရှိဖို့များမယ်ထင်တာဟိုသက်ပြန်လောက်လာရှော့လိုက်လားရှော့ပါခိုင်လိုက်လားဒီကတက်မှာနည်းနည်း AFK လေးဖြစ်သွားတော့ပေါ့နော်နည်းနည်း K လိုက် AFK base screen သွားမယ် AFK မယ်ဟိုကောက်စောင့်နေတာဟိုအိုင်မတူးတော့ခဏအေးစိတ်ပြီးနေပြစီကွာလောက်စမ်းပါဒီမှာဒီကျူတွေပြီးကြည်ပါမယ်ဒီကျူကြည့်မယ်YouTube ကြည့်မယ်ချက်တယ်လေးရေးပါသေးတယ်အေးလိုက်တော့ကိုချနောကိုချက်တိလို့ sorry ပဲတချင်းဖွင့်မိတဲ့အတွက်မလို့စုပ်ပစ်တတ်နေတချင်းရိုက်ငါဟာတစ်ဘမ်ဘာတီနိုခရိုကိုဒီအပေါ်ကနေမြန်နဲ့လန်ဆော့လို့ရဲမထိပါဘူးလေမြားတခြားဝဲရှိတယ်အိတ်ငိုက်လိုက်အောက်ဆိုရင်တော့ထိတယ်ထိဟာဇိုမီတော့ကျမလေးကြည့်နေလာအောင်မငါလက်သီးစားမိချင်လို့ပင်ပမ်ဘုံပင်ပါအင်ပင်ပမ်ဒီညာတိုက်ပွဲဝင်မှာဖြစ်ပါတယ်အိုင်လာရငါကြတော့တော်တော်ပူလို့ရခဲ့အိုင်ဒီမှာရှိလာလေခြေကူမှာ respawn point တော့မဆက်တာကွာဖင်ရှိပြီဟဲ့ဂူလေးမစင်းနဲ့တော့ဒီမှာအိုင်တွေ့တယ်ငါအိုင်တွေ့ pick and pick ခွေးနလက်ကွန်ကွာနလက်ကွန်ကွာအသွားပြီးခဏစောအိုင်တူးနာအိုင်တူးနေပါတယ်ငါတီတော့ဟဲ့တဲ့တော့မင်းအိတ်လိုက်တော့မင်းအိတ်လိုက်တော့နေမင်းအိတ်တော့မင်းအိတ်လို့အမေရေအိတ်လိုက်မော creeper ခဏအိတ်လိုက်အိတ်နဲ့ creeper တကောငါအိမ်ရနေရလဲရှုပ်ငါပြီးမှလည်းအိုးတယ်ညလုံး creeper ငါအာယူလွယ်လိုက် creeper ကြီးလာအေးဟုတ်တယ်အေးရပြီကိစ္စပြောက်ပြီအိတ်လိုက်တော့ညပ်ပြောက်အိတ်နဲ့အဲ့ဒီဂူနာမှာပါ
အေးဘွားမြဲပြေး ဒီမှာမတွေ့ ဟဲ့ငါဖိတ်ကက်လည်းမရှိတော့ကျိုးကုန်ပြီကောရဲငါလှုပ်လို့ရတယ်ဒါနဲ့ဖိတ်ကက်ကောင်းတယ်ဖင်အားကြောဖင်အားချက်ရရှယ်နော်ဗျမွေးကြိုင်းတော့ဖင်အားချက်အာယုံ22တောကကျူပေါ့သွားမယ် ငါလေးတက်ပြီးတော့မယ် ကိုမရတဲ့အာယုံကိုယူနော်ဒီနန်းလာမပြီးနော်ချစ်စရာလေစောက်တူသားလေးအဲ့နေဟိုစားမြင်းကြည့်လိုက်ပါလား ကွက်ကူမြင် မြင်းပြီးကြည့်လိုက်လေ အဲ့လိုကြည့်ရပါမယ် ဒီမှာလဲကူတစ်ခုဝင်အောင်မလားဟဲ့နေပါမတော့အော်ဒီမှာလာခဲ့စတီးစကင်ဟဲ့ရောက်လာလေသွားမယ်လေဘဲကိုနေရ ဒီမှာလေးသွားလိုက်ချင် အေးနော်ဟိုစားမြင်းလိုက်ကောင်းငါဒီနားနေမှပဲယူတွေးလိုက်တာယူအဝါရောက်အစင်းတော့တွေးလိုက်ကျွန်တော်သဘာအောင်တွေးမမြေပြင်းရှိတယ်အဲ့ဒီနေရာသွားမှာတော်ပြန်ဒီမှာတေးရောပြန်နေမြေအေးလေတေးရောပြန်နေမြေဒီကောင်မသေးဘူးမသေးမျိုးအိုင်ယံဘောက်ဝိတထေလောက်လုပ်လိုက်ပါတော့ဟောငါသိအာမတွေတော့ရှိတယ်ဘောက်ဝိကျွန်းတာငါဟာအဲ့ဒီဖြင့် ပြန်ထွက်နေပါတော့ဒီမှာယူရှိဖို့မြင်ဟဲ့ခဏလေးနေမသွားနဲ့ဦးငါ့သက်ချဲ့ပြီးကြည့်လိုက်မှာမောင်ငါချဲ့ပြီးကြည့်မလို့အမြင်ပေါ်တက်လာဟဲ့မသွားနဲ့လိုက်ပြီးတော့ရွာတွေကြော်ဦးမယ်နော်မြင်လိုက်ပါငါအဲ့ဒီကတက်ကြည့်မှာမဟုတ်ဘူးဒါကိုမြင်ချင်တာဗီဒီယိုသွားဗီဒီယိုသွားထဲတော့တေးတော့မှာအာ တွေ့ ခဏလေးတခုမှမတွေ့ရွာတရွာမှဟုတ်တယ်တရွာမှမတွေ့ခဏလေးတငါတေးချလေးကြည့်ပြရစီတစ်တော်ပဲတွေ့ပြန်တလို့ငါထစ်လို့တေးတော့မယ်တေးတော့တွေ့တယ်ဟိုဝေးမှာမဟုတ်ဘာမှလည်းနေဘာမှလည်းငါညာပြောနေတာနေအောင်ဘာမှတော့ ဒါပြီးတယ် နေတော့တော့ပတ်မှာမဟုတ် တော့ဘာမှ ဒါကြပဲပတ်မှာပြန်လာခဲ့အယုံနဲ့6လောက်ရှိတယ်ငါမှာခွေးတစ်ကောင်လုံးမွေးလို့ရပါပြီဒီလိုလာလေရတော့ပတ်ကိုဖျက်ရကောင်တော့ပတ်ဖွဲ့ရွာတွေ့တယ်ဒီမှာမြေသာပြန်လာတခုတော့တွေ့ရွာတရွာတော့တွေ့တော့ပတ်ဖျက်ရွာတွေ့ဖို့များတယ်မဟုတ်လေတောရဲ့အနောက်ဘက်မှာတောရဲ့အရှေ့ဘက်မှာလည်းရွာတွေ့ဖို့များဒါဆိုတောပတ်ဖြတ်လိုက်မှာဟဲ့တောဖြတ်ရကောင်မဟေးရမိပမာတော့မြင်လာခဲ့စမ်းအော်ဒီမှာတောပတ်ဖြတ်မှာလားတောဖြတ်မှာဒီကောင်ငါလည်းမစားလားတောဖြတ်မှာလားဟောမယ်တော့ငါအယုံနဲ့6ရှိတယ်ခွေးရှိခွေးတကောင်လုံးသွားနေတယ်တောဖြတ်ရေးရွာတွေ့တတ်တယ်ကွယ်ရွာတွေ့တတ်ပါတယ်ကွယ်တကူတကူတွေ့မသိတော့ရကိစ္စမရှိဒီထင်းရှူးလို့လည်းဖြတ်စပလင်လေးပဲညာလေး မိမမှာ နော် မင်းယူလေ
ယူမယ်လေးခဏလေးငါအစားစားပြရထင်းရှူးတက်တော်မှာငါတစ်ခါမှယူအောင်တွေ့ဘူးစီရိုက်တွေမှယူရတွေ့တက်သားတွေပဲမာခဲ့ တက်ပလင်လေးဘလောက်မှာ နင်းနှစ်ပင်မကွာငါနှစ်ပင်ရအောင်ပါပေါ်မှာခဏလေးစောက်လိုက်တေးရွက်တွေစပြုတ်နေတပ်ပလင်တော့မရသေး တစ်ခုမှ ဟမ်တခုမှမရသေးနေပင်နားမှာတော့မိသေးပါ